ဆိုတော့အခုလူတွေမှာအကုန်လုံးခန်းနေရတဲ့လူတိုင်းမှာအလှည့်မကြသေးဘူးနော်အဲ့တော့ကိုယ့်အလှည့်မကြခင်မှာကုသိုလ်တွေနိုင်အောင်လုပ်ပါသဘောပေါက်လားဟုတ်ပါရဲ့ဒါကြောင့်ဆရာတော်ဘုရားကြီးတွေဟောတဲ့တရားတွေမှာပါပါတယ်လူကောင်လောကမှာတဏှာကြီးနော်တရဏဂုံပွားများပြီးတော့ဝေဒနာခံစားရခြင်းဒီတဲ့နေရဲမှာအနှစ်တရာခံရတာနဲ့ဒီလေဆိုရင်တဏှာကြီးရောက်ကိုတရဏဂုံမယုံနိုင်ဘူးလားနိုင်ပါရဲ့မပွားနိုင်ဘူးလားပွားနိုင်ပါရဲ့အဲ့ဒီလိုတဏှာကြီးပွားလိုက်တိုင်းနေရဲမှာအနှစ်တရာခံရမယ်ဟာရော့သွားရင်ခုအပေကြပါဦးလားကြပါဘူးတွေ့စမ်းမှာဘာလို့ဒီလိုလုံးအတတ်တာမလုံးနဲ့လက်ပြီးတော့တရဏဂုံတဏှာကြီးရုပ်ချင်းသည်တဲ့နော်တိတ်တဲ့အောင်တန်နဲ့ကြောင်းကြီး10ကြောင်းဆောက်တာနဲ့ညီးတယ်တဲ့ကုသိုလ်ကြီးညီးတယ်ဆိုရင်ဒီလောက်အကုန်ခံပြီးတော့ကြားပွေပြီးမြေပေါင်းများစွာကြားမှာကြောင်း10ကြောင်းပြီးနေအောင်ဒီတဏှာကြီးကိုအပင်မခံမရွတ်နိုင်ဘူးလားမနိုင်ပါဘူး။လည်းကုသိုလ်မဟုတ်ဘူးနော်အများဆုံးကုသိုလ်တဲ့နော်ကြိုက်တဲ့ဆရာတော်ဘုရားကြီးတွေမေးကြောက်ကြည့်လမ်းမှာသဘောပေါက်လားဟုတ်ပါပါဒါကြောင့်မလို့ဘုံဘုံကိုယ်တိုင်တရဏဂုံကိုငယ်ငယ်လေးရအိမ်မက်မက်တိုင်းမှာတရဏဂုံကိုလုံးတုံမှာဆိုတာအဲ့ဒါနောက်မင်းတို့ဆရာတော်ဘုရားကြီးဒီမှာနော်ကောလိပ်ကဘွဲရပြီးတော့မှတွားရောက်လျှောက်ထားတော့နီးပေးလိုက်တော့အဲ့ဒီနီးတိုင်းနော်နေလူတိုင်းတော့မပြည့်နဲ့ကွာတဲ့နော်ပြည့်လို့ပြည့်စုံသွားရင်လူကောင်ထဲမှာမနေနိုင်ဘူးတဲ့အဲ့ဒီတော့နေရဟန်းဝိဒီမှာပြည့်သွားတဲ့ဆိုလို့နော်အဲ့တော့ရဟန်းဝိဒီအနည်း20ကျင့်လိုက်တာမှာအကုန်လုံးအောင်မြင်သွားတယ်တော်တော်ကိုပြင်ပန်းပန်းစင်စင်ရဲဒုက္ခခံပြီးကျင့်ရတယ်နော်ကိုရင်းစာတရားကိုအပြည့်ထားရတယ်နော်ဒါကြောင့်မလို့သာရုသမီးတို့နော်ဘုံဘုံရဲ့အထုပ်ပတ်တိစာအုပ်တွေလည်းတတိပိရတယ်ယူရိုက်ပြီးထုတ်ပေးပါလေ။ဒါပြီးဘုံဘုံဟောတဲ့တရားတွေထဲမှာလည်းဘုံဘုံထည့်တယ်ပြီးဟောပေးတယ်။အဲ့ဒါဟောပေးရင်ညတကောင်တော့ပြီးမှာမဟုတ်ဘူးနော်။အခုအဲ့ဒီလိုအနေနဲ့တရဏဂုံကကိုလုံးထုံရင်နော်ယုံကြည်တွဲလန်းနဲ့ဆိုရင်အပေဟူသည်များတကားပိတ်ပါလေအပေလေးပုံတကားပိတ်တယ်တဲ့နော်ကတန်တရားလုံးဘယ်တော့မှအပေမကြတော့သဘောပေါက်လားဟုတ်ပါရဲ့ဒါကြောင့်မလို့သာရုသမီးတို့နော်ဒီတရဏဂုံကိုယုံကြည်လေးစားစွာနဲ့ဆောင်ရွက်ပြီးဆိုရင်ကိုရင်းသာတရားလေးကိုနောက်ပါ